ဝင်ရှိတဲ့သူတွေခင်ဗျာနောက်ပြီးတော့ကျွန်တော်ရခိုင်အသင်းကတာဝန်ရှိတဲ့သူတွေရောက်ရဲ့ကရင်အသင်းကတာဝန်ရှိတဲ့သူတွေရောက်ရဲ့ကျွန်တော်တို့မော်အသင်းကတာဝန်ရှိတဲ့သူတွေရောက်ရဲ့ကိုကျွန်တော်တို့ဖဲကျုပ်ဖြတ်ဖွင့်လှစ်ပေးဖို့အတွက်ကျွန်တော်တိုင်းသားတွေကိုကျွန်တော်ဖိတ်ခေါ်ရပါတယ်ခင်ဗျာ네민들께서 다 올라오셔서 커팅을 해주시기 바랍니다. 감사합니다. Okay ကျွန်တော်တို့ခုချိန်ကနေစပြီးတော့ကျွန်တော်တို့ကဏ္ဍစီစဉ်ကိုစတင်ပြီးတော့ဖွင့်လှစ်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဖဲကျိုးလေးကိုဖြတ်ပြီးတာနဲ့ကျွန်တော်တို့နောက်ကနေပြီးတော့ကျွန်တော်တို့တိတ်ကြားနဲ့ကျွန်တော်တို့ရေးကလည်းဆက်လက်ပြီးတော့ဖျော်ပြအောင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ခုချိန်ကစပြီးအခမ်းအနားစီစဉ်စတင်ပြီးတော့ဖွင့်လှစ်ပါရခင်ဗျာโอเคကျွန်တော်တို့ဆက်လက်ပြီးတော့ကျွန်တော်တို့ရင်းကားတဲ့